မောင်ရဲ့ရင်တော့ငါမဝီကိုရင်မဲ့ချတဲ့ပြောသွားခဲ့တယ်ပလီပလာတွေဆိုကားရဲ့သူအထာတွေပူပါတယ်မြေရာယူကောင်ရဲ့နောက်ဆုံးပြတော့တောင်းသမားနဲ့ပါဟဲ့အမေငါမှတော့မြေရီရေစီကမ်းမျိုးဖြစ်နေပြီဟမ်မတော်ကောင်းတော့မပြောလို့မြူးလို့မကွေးအောင်အတင်းမကွေးအောင်မေးလမ်းနိုင်ကောင်းမှကြီးဘာဖြစ်နေရလဲမင်းဘယ်နဲ့ကွေးလို့လဲပလီဒီငါလေးကွေးစီးတော့အတွေ့တော်ထွက်နေရတယ်ဘာကားပြောတာမိစီဘုံချက်ပါတော့အမေဘလူးကောင်းမှလည်းမသိဘူးနှစ်ပိုင်ခံစားနေရမင်းခံစားနေရတမျိုးရင်တော့ရေကွက်ကြီးနဲ့အမေကြီးရလဲမြန်မာကားရည်ရလို့လေအေးအပြင်မှာမျက်ရည်မှာအစ်မကြတာရေပဲသုံးရတာပေါ့သမီးရဲ့ကလောက်ပါအောင်မင်းဘာတွေခံစားနေရလဲမလေးဘာကစားမှလဲသမီးရဲ့အမေမအရန်ချစ်ရတယ်တကယ်တယောက်ရှိရလေသမီးရဲ့အဲ့တကယ်ကိုလေအမေမအရန်ချစ်လို့ဆိုပြီးအန်နာဝဝကိုအန်ခဲ့တာပါသမီးရဲ့အမလေးတရောင်းသားနောက်ဆုံးကြောက်လေတရောင်းသမားနောက်လိုက်သွားတယ်သမီးရဲ့အမလေးအမေမခံစားပါတယ်သမီးရဲ့နိုင်သွားပါဦးအမေကချောင်းမကြီးလို့မလေးအမလေးညီရတော့စိုးနေတယ်ပေါ့သမီးသမလာလာနေလို့ပါမင်းတမနာလာနေလို့လာနေလို့အမလေးပြောရဲဆိုရင်ရကုတ်ကပါတော့ဖောက်တမနာလာလေဟမ်ဒီတိပေါက်ချန်ရတယ်ပေါ့ဒါမီကြီးငုံနေပြန်ပြီအမေကောင်မခံစားနေရပါတယ်ဆိုမှပြီးတော့သမီးခုခေတ်ကြီးမှာလေအရင်ခက်ကလို့တငယ်ထောင်ထားဖို့တော့မလွယ်တော့ဘူးသမီးရဲ့အမေရောမလွယ်သမီးတို့ဘယ်လိုလဲမလဲလို့မေအမလေးညီရလွယ်ပါသေးတယ်တော့ဗာလမ်းမေးမှာအမိုက်ကောက်နေတဲ့ကောင်လေးညီခေါ်စားနေရတယ်အမလေးတက်တော့မပြေသေးဘူးကျုံမသိတာကြားနေရပဲမြတ်တာတိသွားပြန်မလေးအညီတို့ကစားအလားကျုပ်ကတော့အဲ့လိုမျိုးတွေမစားဘူးရင်နာစားတယ်ကျုပ်တို့ကအစိမ်းတန်းရှိပဲစားတာသမီးရဲ့မစားကြည့်ပါဘူးမေမလေးမစော်ကားတော့ထောက်ကားလိုက်တော့နော်မလေးဒါနဲ့တမော်ကြီးအမော်ကြီးပြောကောစရာရှိတယ်တမော်ကြီးရဲ့ပြောကောကြည့်လိမ့်မယ်လာဒီနားနဲ့တော့ရှိတဲ့ရမြင့်မြင့်ကိုချစ်သူလေးကနဝေမြောင်မေးရတာထူးကြလို့လို့လေဒီကုန်းတော့မနိုင်အောင်ကိုရတဲ့လေကျွေးပြီးရင်တော်လာရှောင်းရမင်းလေးရဲ့ချစ်စင်ရအောင်ဖော်ရရှက်သိလိုက်ကြလို့ဟိုဒီကမနေတဲ့သူလေးဆွဲအားကြည့်လူမြေကောင်းလေးကိုရှက်တတ်သူလေးရရှိမေးရတာထူးကြလို့လို့လေအဆောင်မနေနိုင်အောင်တိုးပြီးမဟိုင်းနေပြီစပင်းတွေကိုလာပါတော့ပင်တပ်ပြီးတော့ရေဝေးတော့ဆေးလေးကြည့်လိုက်တိုင်းပေါ်လေဟိုနေကြီးတွေလို့ယူမှနဲ့ချွေသွားလူတို့သွားနိုင်တယ်ချစ်လေတမော်ကြီးလှော်ကားရလားလှော်ကားတော့မီရဲ့တမော်ကြီးလှော်ကားလိုက်တာမလီတော်လိုက်တာသမီးလေးမကျဖော်ကင်းလေးကိုဖုတ်ကောက်ကိုတခြားဖြတ်ထားတာပါတော့မလေးဘေးပြောထားရလေယောက်ျားတွေဓာရီဆိုမလေးသိမ့်မှန်တာပေါ့တမော်ကြီးရဲ့အခုခေတ်ယောက်ျားတွေကလေဓာရီဖေလေးတစ်ချက်တော့လှုပ်ခါပြလိုက်တာနဲ့အမလေးတပုံကြီးကျွေးစင်းသွားမှာတမော်ကြီးရဲ့လိုက်တာမီရဲ့အမလေးစရာလေးဘာဖြစ်လေအမေဒီဗီဒီယိုလေးကိုလေ line ပေါ်မှာတင်ပြီးတော့ဖင်ပြပြီးလိုက်တောင်းလို့ရပြီတမော်ကြီးရဲ့ခင်ဗျားရတာမပြောပြီးဆန်တောင်းတာပဲကြောက်ရတယ်မမကြီးအမလေးတမော်ကြီးရဲ့ဘလို့ခင်းတော့ကြားလို့ရအောင်လဲဟမ်ကြီးကနော်အခုခေတ်ကလေဖင်ပြပြီးတော့လိုက်တောင်းတဲ့ခေတ်အမလေးရင်မြောက်ပြလို့ဆန်တောင်းလို့ပဲထားလိုက်စမှာခင်းတော့ကြနေပြီနော်ဒါနဲ့မီဒီဗီဒီယိုဘယ်မှာတင်မှာလဲအော်ဒီဗီဒီယိုအမေ Telegram မှာဖြန့်မှာ Telegram Telegram ပါလေTelegram မှာလေအခုက channel တွေရှိရလေ channel မှာအမေရဲ့ IP တွေဖြတ်ပြီဆိုရင်ယောက်ျားတူကြီးအားလုံးကလေအမေကိုလေဟိုဘက်ကွဲကွာအမလေးအစ်မထင်ပြီးလောင်းရတော့မှအမလေးမမဟုတ်ဘယ်လိုမမဟုတ်လဲမမဝေပါအမလေးဒီမနိုင်ငံကမမဝေနော်မမဟုတ်မဟုတ်ဘူးတမော်ကြီးရဲ့ဘာဖြစ်ယောက်ျားတွေကိုဟန်ဆောင်ပန်းဆောင်ဖိတ်ကွာအစ်မဟန်ဆောင်ပြီးတော့ကွာမြူတွေဖြားရောင်းပြီးတော့ဘာညာကိုစိုးနေပါပြီ